ဒီလိုနဲ့ဟဲရွက်လန်ရဲ့အလှည့်ရောက်တဲ့အခါမှာတော့သူမဟာချက်ချင်းပဲရှိကိုတက်ပြီးကျမကစောစောကလာလျှောက်တဲ့သူတွေထက်အတွေ့အကြုံပိုရင်းကျက်ပါတယ်ဆိုပြီးသူမရဲ့ကိုရေးရစဝင်နဲ့အတူအိမ်ပေါ်လုပ်ငန်းလိုင်စင်လက်မှတ်တွေကိုထုတ်ပြလိုက်ပါတယ်ဒါပေမဲ့တခင်လေးဖေကသူမကိုစူးစိုက်ကြည့်ပြီးမင်းရဲ့ဘဲချက်ကများရင်းကျက်လို့လဲပြီးတော့ငါကစက်ကောင်တုဆင်ပြီးကစားတာတွေကိုမကြိုက်ဘူးလို့ပြောတာကြောင့်သူမတယောက်ကြောင့်အံ့ဖြစ်သွားရပါတယ်အဲ့ဒီအချိန်မှာပဲအခန်းထဲကိုတခင်လေးဖေရဲ့ပထွေးဖြစ်သူဖေမီသားစုရဲ့ကြော့အစ်စ်ရောက်လာပြီးတို့ဖေမီသားစုရဲ့လူရွေးတဲ့ဆန်တုံးကဘယ်ချိန်ကစပြီးဒီလောက်အထိနှိမ့်ချသွားရတာလဲဆိုပြီးဟဲရွက်လန်ကိုနှိမ့်ချပြောဆိုပါတော့တယ်ဒါတင်မကပဲတခင်လေးဖေကိုလည်းမင်းဖွားကမိသားစုကုန်ချက်ကိုအလေးထားတာမကြခင်ပြန်လာတော့မှမလို့အချိန်ကုန်မခံပဲတခြားမိန်းကလေးပဲရှာလိုက်တော့မဟုတ်ရင်မင်းလက်မထက်ချင်လဲထက်ရလိမ့်မယ်ဆိုပြီးလာရောက်ဖိအားပေးပါတော့တယ်စိတ်အနှောက်အယှက်ဖြစ်သွားတဲ့တခင်လေးဖေကဟဲရွက်လန်ကိုကြည့်ပြီးမင်းအခုချက်ချင်းသူမကိုငါအိမ်ထဲကနေမောင်းထုတ်လိုက်မယ်ဆိုရင်ငါမင်းကိုအလုတ်ခတ်မယ်လို့အမိတ်ပေးလိုက်ပါတယ်အခွင့်အရေးကိုစောင့်နေတဲ့ဟဲရွက်လန်ကလည်းချက်ချင်းပဲသူမရဲ့အိတ်ထဲကရေမုံဖြန်းမှုကိုထုတ်ပြီးဘဲကနေဒီလောက်အထိကြီးတဲ့ရင်ကောင်းကြီးရောက်လာတာလဲရှင်းစီကတန်းတွေကိုတက်ပေးမယ်ဆိုပြီးအဲ့ဒီမိမကြီးကိုပိုးသက်စေဖြန်းတယ်လို့မျိုးလိုက်ဖြန်းပြီးအိမ်ပြင်ရောက်အောင်မောင်းထုတ်ပစ်လိုက်ပါတော့တယ်ဒီမြင်ကွင်းကိုကြည့်ပြီးတခင်လေးဖေတယောက်အံ့ဩမြင်တက်သွားပါတယ်အဲ့ဒီနောက်ဟဲရွက်လန်ကဒါကတကယ်ပိုးသက်စေမဟုတ်ပဲရေတက်ဖြစ်အလှကုန်ဘူးပါသူမကိုလန့်အောင်ဆန်းလောက်လိုက်တာလို့ရေမောပြီးပြောလိုက်တဲ့အခါမှာတော့တခင်လေးဖေကသူမရဲ့မြန်ဆန်တဲ့တုတ်ပြန်မှုနဲ့ရဲတင်းမှုကိုသဘောကျသွားပါတော့တယ်အိမ်ကအရှုပ်ထုတ်ပူညံကိစ္စတွေကိုဖြေရှင်းဖို့အတွက်သူမဟာအသင့်တော်ဆုံးပဲလို့တခင်လေးဖေကတွေးတောပြီးမင်းတကယ်ကိုကျွမ်းကျင်မှုအပြည့်ရှိတာပဲဆိုပြီးအလုတ်ခန့်ဖို့သဘောတူလိုက်ပါတယ်ဟဲရွက်လန်ကဒီနေ့ပဲအလုတ်ဆဆင်းလို့ရတဲ့ဝန်ထမ်းယူနီဖောင်းထုတ်ဖို့ဘယ်သွားရမလဲလို့မေးလိုက်တဲ့အခါတခင်လေးဖေကယူနီဖောင်းဆိုပြီးပြန်မေးရကနေအခြေအနေတွေပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတော့တယ်တခင်လေးဖေကသူမကိုအလုတ်ခန့်ဖို့သဘောတူလိုက်ပြီးတဲ့နောက်ဝန်ထမ်းယူနီဖောင်းအကြောင်းပြောရကနေတို့အလုတ်ကတူညီတဲ့ဝတ်စုံဝတ်ရတာမဟုတ်ဘူးလားလို့ဟဲရွက်လန်ကပြန်မေးလိုက်ပါတယ်အကောင်းဆုံးကတော့အလုတ်ရှင်ဘက်ကပြင်ဆင်ပေးတာပေါ့လို့သူမကအပြစ်ကင်းနဲ့ပြောလိုက်ပေမဲ့တခင်လေးဖေကတော့တိုးနှစ်ယောက်ကြားကကိစ္စကအလုတ်သဘောအယောင်းအဝယ်တက်ပဲမတွေးတင်တာတွေရှောက်မတွေးနဲ့လို့တတိပေးပြီးငွေပမာဏကန့်သက်ချက်မရှိတဲ့ကတ်အမဲကြီးကိုထုတ်ပေးကမိန်းကလေးတွေထိန်းချင်ရင်ပတ်စံပေးလိုက်ရုံပဲလို့တွေးတောသွားပါတော့ဒဲဟဲရွက်လန်ကလည်းဇလန်းတို့တွေကလို့ကတ်အမဲကြီးကိုကိုယ်တိုင်ကန်ခွင့်ရလို့အံ့ဩဝမ်းသာသွားပြီးအရာရာကိုအမိတ်အတိုင်းနာခံပါမယ်လို့ကတိပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမကိုတီးတန့်ပြင်ဆင်ပေးထားတဲ့အခန်းစီခေါ်သွားပြီးသူမရဲ့အရွယ်စားအတိုင်းအထူးချုပ်လုပ်ထားတဲ့တံပိုးကြီးအဝတ်စားတွေကိုပါပေးအပ်ခဲ့ပါတယ်အစင်းမြင့်အိမ်ဖော်တယောက်ရဲ့ခံစား권ကိုသဘောကျနေတဲ့ဟဲရွက်လန်ဟာအိမ်ထဲဦးလေးကြီးစီကနေတခင်လေးဖေရဲ့အကြောင်းတွေကိုစုံစမ်းမေးမြန်းခဲ့ပါတယ်ဦးလေးကြီးပြောပြချက်အရတခင်လေးဖေဟာသူ့ရဲ့အဖွားနဲ့စီးပွားရေးအရာအမြဲတမ်းပြိုင်ဆိုင်နေရပြီးအဖွားဖြစ်သူအလိုမကျဖြစ်အောင်ကုမ္ပဏီကိုရှုံးနိမ့်အောင်တမင်သက်သက်အရှုပ်ထွေးစီမံကိန်းတွေမှာရင်းနှီးမြှုပ်နှံခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ပိုပြီးထူးဆန်းတာကတခင်လေးဖေအရှုပ်လုပ်ပြီးရင်းနှီးမြှုပ်နှံလိုက်တဲ့စီမံကိန်းအသစ်တွေကြောင့်ပဲအဖွားဖြစ်သူဟာကမ္ဘာအချမ်းသာဆုံးစည်းရင်းတွေကိုရောက်သွားခဲ့ပါတယ်။ဒါကပဲချမ်းသာတဲ့သူတွေရဲ့ကမ္ဘာပေါ်ပို့ပြီးအရှုပ်လုပ်လေပိုချမ်းသာလေပဲမလို့တခင်လေးဖေမှာရှုံးအောင်လုပ်လို့မရပဲပတ်စံတွေပိုရနေတာကြောင့်အတော်လေးဖိအားများပြီးတညလုံးအိမ်မပျော်တဲ့ဝေဒနာကိုခံစားနေရရှာပါတယ်။ဒီအကြောင်းကိုသိသွားတဲ့ဟဲရွက်လန်ကဒါဆိုရင်ကျမဒီနေ့ညကစပြီးသူ့ကိုညပိုင်းဝန်ဆောင်မှုပေးရမယ်။သူ့ရဲ့စိတ်မအေးဖြစ်နေတဲ့ဒေါသတွေကိုတေချာလေးကုသပေးရမယ်ဆိုပြီးစိတ်ကူးရသွားပါတော့တယ်။ဒီလိုနဲ့ညဘက်ရောက်တဲ့အခါဟဲရွက်လန်ဟာတခင်လေးဖေရဲ့အခန်းတကားကိုတွားခောက်ပြီးတခင်လေးဖေကျမရှင့်အတွက်တီးတန့်ညပိုင်းဝန်ဆောင်မှုပေးဖို့လာတာပါရှင်လို့ပြောပြီးအထဲဝင်ဖို့ကြိုးစားပါတော့တယ်တခင်လေးဖေကတကားဖွင့်ပေးပြီးမင်းဘာလို့မလို့လဲငါဘာဝန်ဆောင်မှုမှမလို့ဘူးလို့အေးဆက်ဆက်နဲ့ညှင်းဆန်ပေမဲ့ဟဲရွက်လန်ကတော့ကျမရဲ့အလုပ်ကရှင့်ကိုပြုစုဖို့လေရှင်ကကျမကိုအထဲပေးမဝင်ရင်ကျမရှင့်ကိုဘယ်လိုပြုစုရမလဲဆိုပြီးအထဲကိုအတင်းစုဝင်ဖို့ပြင်ဆင်နေပါတယ်နောက်ဆုံးမှာတော့စောင့်တထဲကိုပိုက်ပြီးအထဲဝင်ဖို့လုပ်နေတဲ့ဟဲရွက်လန်ကိုကြည့်ပြီးတခင်လေးဖေကမင်းကငါအခန်းထဲမှာပါလာအိတ်ချင်နေတာလားဆိုပြီးပြောလိုက်ပါတယ်